no point to it no point to it သူကမြန်မာမှာဆိုရင်ကျွန်တော်တို့ပြောကြရရှိပါတယ်လကားပါအရင်မရအဖက်မရ there's no benefit ပေါက်ကရ40 it doesn't make sense it's useless ချိန်ကုန်လူပန်း it's waste of time ဆိုတော့အဲ့ဒါလေးနဲ့အလားတူတူတယ်ကျွန်တော်တို့တခုခုကိုလှုပ်ဖို့အတွက်လှုပ်တာဟာအလကားပဲလို့ပြောခြင်းဖြစ်ပါတယ်သူကဘာလေးတွေနဲ့နော်သူကတူတယ်လဲဆိုတော့ it's useless there is no reason to do that that is pointless အဲ့ဒါရင်းနဲ့အလားတူတယ်ဘာနဲ့ဆန့်ကျင်ပဲလဲဆိုတော့ခုနကပြောခဲ့တယ် it doesn't make sense သူရဲ့ဆန့်ကျင်ဘက်က it makes sense I stop arguing there's no point to it ဘာလို့ညင်းခုန်နေကြတော့မှာတော့လကရေးမရဖတ်မရ why are you trying to fix that old phone no point to it it's broken for good တကယ်ပြတ်သွားပြီပြင်လို့မရပါဘူးဆိုတဲ့ဖုန်းကိုမင်းကဘာဖြစ်လို့ပြင်ချင်းနေရတာတော့ချိန်ကုန်လူပန်းကွာနောက်ပြီးတော့တွေ့နော် bye bye ဒါနဲ့စကားမဆက် no point to it